ရာဖျားဟူ၍မြန်မာနိုင်ငံ၌ထင်ရှားသောဖျားနှစ်ဆူရှိလေသည်တဆူသည်မန္တလေးမြို့၌ရှိ၍တဆူကရန်ကုန်မြို့၌ရှိပါသည်နှစ်ဆူစလုံးကိုတိရိတုတ္တမတိလောကပဝရမဟာရာဇဒိရာဇာတစိတ်နာမန်ခံယူတော်မူသောအမရပူရစတုတ္တနန်းဆန်ပကံမင်းတရားတည်ထားကိုယ်ွယ်ခဲ့ခြင်းဖြစ်ပါသည်ရန်ကုန်မြို့လမ်းမတော်ရဲ့ရွှေတကုံဖျားအနောက်တောင်ဘက်ရှိအိမ်တော်ရာဖျားကိုလည်းပကံမင်းပင်တည်ထားကိုယ်ွယ်ခဲ့သည်1210ပြည့်နှစ်တစောင်းမုံလာပြီကျော်6ရက်နေ့တွင်မဟာလောကယံသည်မန္တလေးအိမ်တော်ရာဇေတော်ကြီးကိုတည်ဆောက်ပြီးမကြာမီပင်1203ခုနှစ်ကခမဲတော်ရွှေဘိုမင်းတရားကြီးနှင့်အတူရန်ကုန်မြို့သို့ဆုံဆင်းလာစဉ်ကမိမိပြောဆန်းရန်ခေတ္တယာယီတင်းနှန်းတော်ဆောက်လုပ်နေထိုင်ခဲ့သည့်နေရာ၌နောင်နာလောင်သားများအိမ်ယာဆောက်လုပ်နေထိုင်မည်ကိုစိုးရိမ်သဖြင့်အိမ်တော်ရာဖျားတစုတည်ထားခဲ့ခြင်းဖြစ်ပါသည်ရွှေဘိုမင်းတရားသည်မိဖုရားသားတော်စစ်သည်ဘိုးပါအလုံးအရင်နှင့်ရန်ကုန်သို့ဆုံဆင်းလာသောအခါလမ်းမတော်စိတ်ကမ်းမှတက်၍ယခုဂျူဘလီဟောအနီးရှိမိုင်းတန်ကွင်းဟောင်းမြောက်ဖက်ရခင်အင်္ဂလိပ်ဖျားရှိခိုးကျောင်းတရားတွင်ညနန်းအောင်ချခေါ်ယာယီနန်းဆောင်တိဆောက်လုပ်၍ဇန်နီကတားတော်များအားအသီးသီးနေရာချထားပေး၍ယာယီတင်းနှန်းများဆောက်လုပ်နေထိုင်စေသည်နန်းတော်ဤအနောက်မြောက်တောက်တွင်ပကံမင်းသားစံနီတော်မူခေတိတဲနန်းတော်တည်ရှိသည်ထိုအချိန်ကပကံမင်းသားဆန်ခဲ့ရာအိမ်တော်ရာတွင်မင်းသားအထွတ်အထိပ်ရောက်သောအခါရေဝန်တော်ဖကူမြို့စာမဟာမင်းခေါင်ကျော်တင်ကိုငွေ8000ပေး၍အိမ်တော်ရာဖျားတေရန်စစ်တီတော်1400နှင့်ဆေလွှတ်လိုက်သည်ရေဝန်တော်မင်းကြီးသည်ဖနက်တော်တန်တောင်40ညံတော်45တောင်ရှိဇီရီတော်ကြီးကိုတည်၍ပကံမင်းအမိန့်တော်အတိုင်းဘိုးတော်ဘားတော်တို့၏ရွှေကိုလေးငွေကိုလေးမဲတော်ခမဲတော်တို့၏ရွှေကိုလေးငွေကိုလေးများနှင့်အတူအလောင်းမင်းတရားကြီးလက်ထက်မှစပြီးနန်းဦးတွင်အမြဲတည်ထားကိုးကွယ်ခဲ့သောမာရစိန်ရုပ်ပွားတော်အသားတော်အသွေးတော်အယိုးတော်စံတော်တို့မှဖြစ်ပွားသောဓာတုဇေဒီတော်မြတ်စွာဘုရား၏သုံးဆောင်တော်မူရာရွှေပလင်ဘောဓိပင်ကျောင်းတော်တပိတ်သင်္ကန်းတောင်ဝှေးအစရှိသောပရိဘောဂဇေဒီတော်မြတ်စွာဘုရားဟောကြားတော်မူအပ်သောဓမ္မခန္ဓာ7400ဓမ္မဇေဒီတော်ဤဗုဒ္ဓဇေဒီတော်၄ပါးတို့ကိုအပါအဝင်တည်ထားရာရွှေကျုပ်ငွေကျုပ်ဗဒမြားကျုပ်ရွှေအုပ်ငွေအုပ်ရွှေကလက်ငွေကလက်ရွှေပြားငွေပြားစသည်ရတနာအမျိုးမျိုးစီမံချေလေကတည်တံ့ဝေးဖြားဌပနာတိုက်ခန်းထားလျက်ဌာပနာတော်တွင်မှုပြုလုပ်ခဲ့သည်ဘုရားကြီးလေးညနာ၌မဟာရန်တိုင်းကြီးတွင်မုံလေးခုဇီတော်တောင်ဘက်မဟာရန်အပြင်ဇရက်ကြီးတစ်စောင်းဇရက်ရှိအုပ်စီရေကန်ကြီးတစ်ခုမြောက်မဟာရန်အပြင်ခတ္တရာဆရာတော်အတွက်ကျောင်းတစ်စောင်းဇီတော်အရှိမြောက်တော့မဟာရန်အပြင်တိမ်တလုံးတို့ကိုလည်းပကံမင်းအမိန့်တော်နှင့်ရှေးဝင်းဦးဝင်းပင်ကျက်မဲ့တိဆောက်ခဲ့သည်ဇီတော်ကိုလည်းမဟာဓမ္မရန်သည်အိမ်တော်ရာဇီရီဟုဘွဲ့နေမည်တက်ပေးခဲ့လေသည်ထို့သောဇီရီတဲနေစဉ်ထီတော်မတင်ရသေးမီတက္ကရာ1214ခုနှစ်တကူလတွင်General Gordon အုပ်ချုပ်သောအင်္ဂလိပ်ကြီးကျောင်းတက်နှင့် Admiral Austin အုပ်ချုပ်သောရေချောင်းစစ်သည်တို့သည်ရန်ကုန်စိတ်ကမ်းသို့ဆက်ရောက်လာကြောင်းပဲခူးရေဝန်မင်းကြီးကြားသိလျင်ထီတော်ကိုအနောက်တောင်တောင်အရက်မှအမြန်ဆွဲတင်ပြီးလျင်ကြံရှိသောငွေများကိုဇေဒီအနောက်တောင်တောင်တွင်မြုပ်နှံ၍ထီတော်တင်သောကျိုးကိုငွေများအပေါ်တွင်ဖွဲ့ခွေပြီးနောက်ရင်းအပေါ်မှဇေဒီငယ်ကလေးတစုထက်မှန်တည်ခဲ့သည်ဇေဒီတေပြီးနောင်သောအခါထိုငွေများကိုမတရားတူးဖော်ယူငင်ပါကယူငင်သူအားကျိုးခွေကြီးသည်ငွေကြီးဖြစ်၍ပေါက်သက်ပါစေသာဟုအဋိဋ္ဌံကရေဝန်မင်းကြီးသည်နောက်ပါများနှင့်အတူရွှေတကုံဇေဒီကုန်းတော်ပေါ်သို့
အနောက်မုံမှတက်၍အင်္ဂလိပ်စစ်သားများကိုခုခံတိုက်ခတ်ရာနှစ်ဖက်စလုံးအကြအဆုံများ၍နောက်ဆုံး၌မြန်မာတို့စစ်ရေးနှင်ခဲ့ရလေသည်ထို့ကြောင့်မဟာဓမ္မယံသည်အိန္ဒိယစီရီသည်ကုသိုလ်တော်ရှင်မင်းမြတ်ကိုယ်တိုင်ကြာရှည်လေးညက်စွာပြုစုဆောက်ရှောက်မွမ်းမံရခြင်းမရှိဘဲတီဗီသည်မှစ၍အယူချသည့်နိုင်ငံရခြားတိုင်းတစ်ပါးပိုင်တဲ့အတွင်ကြားရောက်ခဲ့ရာစီကားထင်ရှားခဲ့ခြင်းရှိသင့်သလောက်စီကားထင်ရှားခြင်းမရှိခဲ့ကြ